အားလုံးမင်္ဂလာပါကျွန်တော်တို့ design story ကနေပြန်လဲကြိုးစားလိုက်ပါတယ်ခင်ဗျဒီနေ့ကကျွန်တော် YouTube channel မှာနောက်ဆုံးတင်ထားတယ်ပေါ့နော် logo ဆွဲနည်းအပြည့်စုံအပိုင်း1အပိုင်း2ဆိုပြီးကျွန်တော်နှစ်ပုတ်တင်ခဲ့တယ်ပြီးတော့အဲ့ video ထဲမှာပြောခဲ့တာအပိုင်း3ထပ်တင်ပြီးမယ်ပေါ့ဒါပေမဲ့အဲ့လိုပြောပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ပျောက်သွားပြန်ရောဆရာစီဘာလို့ပျောက်သွားလဲလာမေးကြဂျားထဲမှာအလုပ်လေးတွေနည်းနည်းရှုပ်တာရယ်ခရီးသွားရတာရယ်ပြီးအရှုပ်လေးလောက်တာလည်းပါပါတယ်โอเคဒီနေ့ video ကကျွန်တော်အပိုင်း3တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ logo အကြောင်းပါပဲအဲ့တော့အပိုင်း1မှာကျွန်တော်ကြီးခဲ့တဲ့ညီလေးညီမတွေအတွက်ဒီနေ့တင်မဲ့ video က example လေးတစ်ခုကျွန်တော်လက်ရှိပေါ့နော်ကျွန်တော်လက်ရှိဒီဂျားမှာlogo project brand identity project 4ခုလောက်တော့ရှိရပေါ့နော်အဲ့ဒါမှာအဲ့ထက်ကတစ်ခုကိုကျွန်တော်ဒီနေ့ဥပမာလေးထပ်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ logo တစ်ခုရဲ့ business name ရဲ့သူရဲ့ business industry ရဲ့ကိုသိပြီဆိုရင်ဘယ်လိုစစဉ်းစားသွားပြီးတော့ဘယ်လို presentation လုပ်သွားလဲဆိုတဲ့ဟာလေးကို example လေးနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ video ကအရင်အရှည်ကြီးတော့မဟုတ်ဘူးเนาะတိုးပဲကျွန်တော်တို့လုပ်မယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ HP Band မြန်မာကနေကျွန်တော်ကို artist 12 pro ဒီ drawing tablet ကျွန်တော်ကိုလာပေးထားတယ်ကျွန်တော်အဲ့တော့ဒီ drawing tablet လေးသုံးပြီးတော့ကျွန်တော်ရဲ့ဒီ logo project လေးကိုဘယ်ကနေဘယ်လိုစစဉ်းစားရတယ်ဆိုတာလေးကိုရှင်းပြသွားမှာဖြစ်ပါတယ် okay စလိုက်အောင်ဗျာအဲ့တော့ကျွန်တော်တို့ကျွန်တော် example ပေးမဲ့ဒီ logo project လေးကပြီးခဲ့တဲ့ကျွန်တော်တို့เนาะ logo အကြောင်းအပြည့်စုံဆိုတဲ့ video ထဲမှာလည်းကျွန်တော်တို့ chicken နဲ့ mall နဲ့နော်မှတ်မိမယ်ထင်ပါတယ်เนาะကြည့်ထားတဲ့ကျွန်တော်ဗီဒီယိုကြည့်ထားတဲ့လူတွေဆိုရင်မှတ်မိလိုက်မယ်အဲ့ဒါလေးကိုပေါင်းဆက်သွားတာပေါ့နော်ပြီးတော့အဲ့မှာကျွန်တော်သင်ထားတဲ့အချိန်မှာ brand noun process ဆိုတာပါတယ်ပေါ့နော်အဲ့တော့ brand noun process ဆိုတဲ့အကြောင်းရယ်ပြီးတော့ရင်ကျွန်တော်တို့ beautiful combination ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းလေးတွေတရားလေးတွေပါတယ်ပေါ့နော်အဲ့တော့မကြည့်ရသေးတဲ့လူတွေကတော့အရင်အဲ့ဒီဟိုပါပေါ့နော် logo presentation logo ဆွဲနည်းအပြည့်စုံအပိုင်း1အပိုင်း2ဗီဒီယိုတွေကိုပြန်ကြည့်ဖို့လိုအပ်တယ်ပေါ့နော် okay ဒီနေ့ကလည်း chicken ပဲဗျ chicken ပဲဒါပေမဲ့ brand name ကတော့ပြောင်းသွားတယ်ပေါ့နော် brand name က smile ဆိုပြီးဖြစ်သွားတယ်အဲ့တော့ဒီလို brand name မျိုးတွေတွေ့လာပြီဆိုရင်ကျွန်တော်တို့ကနည်းနည်းလေးဆွဲရခက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီ smile ဆိုတဲ့နာမည်နဲ့လုပ်ငန်းတွေကအများကြီးရှိသလို logo တွေလည်းအများကြီးရှိနေပြီးတော့နောက်တစ်ခါဒီ smile မှာsmile ဆိုရင်ပြသိကြရတယ်လေဒီ smile ဆိုရင်ဒါပဲပေါ့နော်ဒီလို shape လေးကဒါ smile ပဲအဲ့တော့ဒီလို smile တွေကအများကြီးရှိတယ်အများကြီးပဲဟိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းလဲဆွဲရမယ် smile ကလည်းဖြစ်အောင်မယ်ရှင်းရအောင်မယ်သူများနဲ့လည်းမတူအောင်ဆွဲရအောင်မယ်ဆိုတော့ကျွန်တော်တို့တောင်းဝင်တော့ကြီးသွားပြီဒီဇိုင်နာတယောက်ရဲ့တောင်းဝင်တော်တော်များသွားပြီပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့စဉ်းစားရတာနည်းနည်းလေးခက်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာနောက်တစ်ခါကျွန်တော်တို့ client ကိုလည်းရှင်းပြရတယ်ပေါ့နော်အခုရဲ့ဒီလုပ်ငန်းနာမည်ကတော်လေးနဲ့ကောင်းတယ်အရင်ရှင်းလေးဒါပေမဲ့ကျွန်တော်တို့ဆွဲရမယ့်ဒီဇိုင်နာဘက်ကဘယ်လိုတာဝန်တွေရှိတယ်ဆိုတာ client ကိုလည်းနားလည်အောင်ရှင်းပြဖို့လိုတယ်အဲ့ဒါမှလည်း client ကကိုယ့်ရဲ့တာဝန်ကိုမှဘယ်လောက်ထိဒီဇိုင်နာကဘယ်လောက်ထိစဉ်းစားရတယ်ဆိုတာကိုသူလည်းသဘောပေါက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က smile ဆိုတဲ့အတွက်ဒီလို smile လုပ်လိုက်တဲ့ဟာလေးတွေကဥမာအားဖြင့် Amazon ရဲ့ logo ဆိုရင် AMAZON A2 ဇက်ကိုဒီလိုလေးလုပ်ထားတယ်ပေါ့နော်ဒီလိုလေးလုပ်ထားပြီးတော့ကျွန်တော်တို့ဒါ smile လို့လည်းဖြစ်တယ် A ကနေ Z တိပါတယ်ဆိုတော့ Z တိရှိတယ်ဆိုတော့အဓိပ္ပာယ်လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး smile တွေကအများကြီးပဲဖြစ်နေပြီအဲ့ခါကျကျွန်တော်တို့အဲ့ထဲမှာမတူအောင်ဘာလုပ်ကြမလဲဘယ်လိုလုပ်ရမလဲဒါတွေစဉ်းစားရတော့ပဲပေါ့နော် okay ကျွန်တော်တို့ဖြတ်လိုက်အောင် okayကျွန်တော်တို့ကsmile ဆိုတဲ့ shape လေးကိုကျွန်တော်တို့ smile မျက်နှာလေးကိုအရင်ဆုံးကျွန်တော်တို့ဆွဲကြည့်အောင် okay ဒါမျက်လုံးလေးနဲ့ပါးစပ်လေးနဲ့ဟုတ်နော်ဒါပြုံးနေတယ်ဆိုတော့ shape လေးတစ်ခုပေါ့နော်အဲ့တော့ဆိုရင်ဒီပြုံးနေတဲ့ shape လေးတစ်ခုကိုကျွန်တော်ဆွဲကြည့်လိုက်တယ်အကျန်းပေါ့နော်အဲ့တော့ဆွဲကြည့်လိုက်တယ်ပြီးရင် okay ဒါကပြုံးနေတဲ့ shape okay ကျွန်တော်တို့ကြက်ကောင်ရဲ့ shape ကိုကျွန်တော်တို့အကျန်းမြင်ကျွန်တော်ဆွဲကြည့်မယ်ဒါကြက်ကောင်ရဲ့ shape okay အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်အဲ့လိုစားချင်းမှာねကျွန်တော်တို့ဘာသွားတွေ့လဲဆိုတော့ဒီမှာပြုံးနေတဲ့အရာနဲ့เนาะပြုံးနေတဲ့အရာနဲ့ဟိုမှာကြက်တကောင်ရဲ့အရာနဲ့ခက်ဆင်ဖြစ်နေတာကိုသွားတွေ့ရတယ်အဲ့တော့မစင်တဲ့အပိုင်းကဘယ်နေရာလဲဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ဒီကြက်ရဲ့ဒီစိတ်ပိုင်းရဲ့เนาะဒီ
သူ့ရဲ့ခေါင်းရဲ့အစိပ်ပိုင်းရယ်နှုတ်သီးလေးရယ်ပြီးနှုတ်သီးအောက်မှာချက်ဖလိုမျိုးဆိုရင်ဒီအောက်မှာသူဟွာလေးပါရယ်ပေါ့နော်အတွဲလောင်းလေးကြာနေဟာလေးပါရယ်ပြီးရင်ဒီအမီးပိုင်းရယ်အဲ့အပိုင်းတွေပဲမတူတာတော်တော်များများခန္ဓာကိုယ်အားဖြင့်တူတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီဟာကိုဘလို့ beautiful combination လုပ်မလဲဒီကနေစပြီးစဉ်းစားလို့ရတယ်ပေါ့ okay နောက်တစ်ခုကျွန်တော်တို့နောက်တစ်ခုသွားအောင် okay SMILE smile ဟုတ်ပြီဒါသူ့ရဲ့လုပ်ငန်းနာမည်အဲ့ဒီထဲမှာအဲ့လုပ်ငန်းထဲမှာကျွန်တော်ကဘာလို့သွားပြီးတော့ဒီစလုံးလေးတွေကိုစဉ်းစားရအောင်ဘာလို့သွားစဉ်းစားလဲဆိုတော့ M ဆိုတဲ့စလုံးကိုသွားပြီးတော့စဉ်းစားမိတယ် okay ကျွန်တော်ဒီမှာကြက်ရဲ့ခန္ဓာကိုယ်နဲ့ဒီ M နဲ့ဘယ်လိုတူအောင်လုပ်လို့ရမလဲဒါကိုလည်းကျွန်တော်စဉ်းစားကြည့်အောင် okay ကျွန်တော်တို့ဥပမာအားဖြင့်ကျွန်တော်တို့ဒီမှာအကျန်းအားဖြင့်သူ့ရဲ့တရားကဒီလိုသွားတယ်ဒီလိုသွားတယ် okay ဒီလိုလာမယ်ဒီမှာနှုတ်သေးရဲ့ဒီမှာကြာနေရလေးရှိမယ်သူ့ရဲ့ခေါင်းမှာဒါမျိုးရှိမယ်ဒါဆိုရင်ကျွန်တော်တို့ကဒါက M ဖြစ်သွားပြီဟုတ်ပြီနော်ဒါ M ဖြစ်သွားပြီ okay smile ဖြစ်ချင်သေးတယ်ဆိုတော့ကျွန်တော်တို့ကဒီလို smile လေးလုပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တို့6တော့လေးနှစ်ချောင်းတက်လိုက်မယ်ဆိုရင်ဒါချက်တကောင်ရဲ့ပုံစံဖြစ်လာပြီအဲ့တော့မှကျွန်တော်တို့ဒီမှာကတော့အမီးပိုင်းပေါ့နော်ဒီမှာခေါင်းပိုင်းပေါ့ဒီမှာမျက်လုံးလေးတက်မယ်ဆိုရင်ဒါချက်တကောင်ရဲ့ခန္ဓာကိုယ်ပုံစံမျိုးဖြစ်သွားပြီဟုတ်ကဲ့နော်ဒီမှာဆိုလည်းပြုံးနေတဲ့အစိပ်ပိုင်းလည်းပါလာမယ်ဒီနှစ်ခုထိနေတယ်ထိမယ်မထိနေမထိဘူးပေါ့နော်ဒါဆိုရင်ချက်ကလေးဖြစ်နေပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ S ဒီမှာ I ဒီမှာ L ဒီမှာ E smile အဲ့ဆိုရင်ကျွန်တော်တို့က logo type လေးတစ်ခုရရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာသူ့ခန္ဓာသူ့ရဲ့ဟို business name တွေမှာပါတဲ့ character လေးတွေကိုကျွန်တော်တို့ရှာကြည့်တဲ့အချိန်မှာပေါ့နော်အဲ့လိုရှာကြည့်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုရှာရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ okay smile ကိုဆွဲကြည့်တယ်ချက်ကိုဆွဲကြည့်တယ်ဒီနှစ်ခုကပေါင်းစပ်လို့မရဘူးလားနော်အဲ့ဒါက idea sorry ကျွန်တော်တရားတော်နှိပ်မိတယ်ဒီမှာက undo လုပ်တဲ့ဟာလေးတွေ right click နှိပ်တဲ့ဟာလေးတွေပါတယ်ဗျာနော်အဲ့ဒါကိုကျွန်တော်အသားတိတ်မကြသေးတော့သွားပြီးတော့နှိပ်မိတယ်idea 1ပေါ့နော် this one ဒီမှာက idea 2ပေါ့နော် this one okay idea 3ကတော့ကျွန်တော်တို့ okay ဒီဟာတွေအားလုံးကဟို smile ရဲ့ chicken နှစ်ခုလုံးကိုကြက်ကြော်မလို့ကြက်ကြီးပါမယ်ဆိုတော့ဟာကအရင်trend တော့ကိုလိုက်သူလုံးလုံးတို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကြက်မပါဘဲနဲ့ရောဆွဲလို့မရနိုင်ဘူးလားဒီ idea မျိုးကလည်းကျွန်တော်စဉ်းစားတင်တယ်လေ okay အဲ့တော့ကျွန်တော်တို့နောက်ဆုံး idea ကတော့ကျွန်တော်တို့ရှင်းလေးလည်းဘာမှမဟုတ်ဘူးဒီလို SMILE ထားပါတော့ဒီလိုမျိုးစာလေးပဲရေးပြီးတော့ကျွန်တော်တို့ကဒီအောက်မှာဒီလိုပြုံးလေးနဲ့ပြီးရင် share တွေပါပတ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ idea 3ကိုရရှိမယ် okay ကျွန်တော်ကဒီဟာကကျွန်တော်ဟိုသူ့ကိုပြဖို့အတွက်လုံလောက်တဲ့ idea 3ခုကိုပဲပြောတာပေါ့နော်တကယ်တမ်းစဉ်းစားတဲ့အချိန်မှာတော့ဒီချက်ဒီလောက်မကောင်းတဲ့ idea တွေအများကြီးတော့ထွက်တာပေါ့ထွက်တဲ့ idea တွေကအကောင်းဆုံး idea 3ခုကိုကျွန်တော်ကဒီမှာပြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်မယ်နော်အရင်တစ်ခေါက်ကလည်းကျွန်တော်ရှင်းပြခဲ့တယ်လာဆိုရင်လာချမ်းလေးဆိုရင်ဒီလိုဖြစ်မယ်အဲ့လာချမ်းကိုမှကျွန်တော်တို့ကြောက်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ Mon Chicken Burger ဆိုပြီးတော့ကျွန်တော်နော် Mon Chicken Burger ဆိုပြီးကျွန်တော်ရှင်းပြခဲ့အဲ့တော့ကျွန်တော်ဒီနေ့ရွေးချယ်တာကလည်းဒီ chicken ပဲဖြစ်နေတဲ့အတွက်အဲ့ example ကဆင်နေတဲ့အတွက်ကျွန်တော်တို့ရှင်းပြီးတော့စဉ်းစားနည်းကိုကျွန်တော်တို့ဥပမာရသွားအောင်ရှင်းပြတာဖြစ်တယ်ဒီဟာကတော့ရိုးရှင်းလေးနဲ့ smile မလို့ smile ပဲရေးထားတယ်အောက်ကလည်းပြုံးနေတဲ့အစိပ်ပိုင်းလေးတစ်ခုထည့်ထားတယ်အဲ့ကနေမှကျွန်တော်တို့ကြက်ပုံလုံးဝမပါဘဲနဲ့ logo ဆွဲတယ် okay ကြက်ကြော်မလို့ကြက်ပုံပါမယ်ဆိုတာကြီးကစဉ်းစားတာဘောင်နဲ့တအားဝင်လွန်းတယ်အဲ့တော့ကျွန်တော်တို့ဘောင်အပြင်ပြန်ထွက်တဲ့ချိန်မှာဒီလို idea မျိုးရတယ်ဒါပေမဲ့တစ်ခုရှိတယ်ဒီလို idea မျိုးက client ကိုလည်းပြောရမယ်တကယ်လို့များဒီအခုရဲ့လုပ်ငန်းကကြက်ကြော်တွေမဟုတ်တော့ဘဲနဲ့တခြားဘာဂါတို့ something တခြားအားတွေရောရောင်းမယ်ဆိုရင်ဒီလို logo နဲ့လိုက်တယ်ဟုတ်ပြီနော်ဒါ general နဲ့သွားတယ်ဒါပေမဲ့တစ်ခုရှိတယ်ဒီလို logo တွေကအများများနေပြီဒီလိုပြုံးနေတဲ့ဟန်တွေက smile ဆိုရင်ဒီလိုပဲဆွဲကြတာဆိုတော့အရန်တော့များနေပြီတက်တက်လောက်မတူအောင်တော့လုပ်ပေးမယ်။ Okay ဒီလို idea တွေအောင်မရှိနိုင်ဘူးလားဆိုရင်ရှိနိုင်တာပဲ။ဘာလို့ဆိုတော့ကျွန်တော်တို့ designer ပေါင်းတန်းပေါင်းများစွာသောလုပ်ငန်းပေါင်းများစွာသောလုပ်ငန်းတွေကိုနော် logo ပေါင်းများစွာဘီလီယံနဲ့ချီပြီးကမ္ဘာပေါ်မှာရှိတယ်။ဆွဲတဲ့လူတွေလည်းအများကြီးပဲ။တရားကြတော့ခက်ဆင်စင်တွေတော့ဖြစ်နိုင်တယ်ရှိနိုင်တယ်။ဒါပေမဲ့တော့
copy ကူးတာမဟုတ်ဘူးခက်စင်ဖြစ်တာမျိုးဖြစ်နေတာမျိုးကဘာမှပြဿနာမရှိဘူး client လည်းလက်ခံတယ်ဆိုရင်ဖြစ်တယ်အဲ့ဒါတခုတော့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တနိုင်တော့ရှာကြည့်တဲ့အချိန်မှာဒီ idea ကနည်းနည်းရှိတယ်ဒီ idea ကတော့သိမရှိဘူးကျွန်တော်မတွေ့ဘူးဒီကောင်ကတော့အများဆုံး idea သုံးတဲ့ဒီလိုစမိုင်းတွေကတော့အများဆုံး logo တို့ပြောလို့ရတယ်ဒါပေမဲ့လည်းဒီလုပ်ငန်းနာမည်ကိုပေးလိုက်မှတော့လေကျွန်တော်တို့ကစမိုင်းပါဆိုမှစမိုင်းရတော့မှာပဲစမိုင်းရင်လည်းကျွန်တော်တို့ကဟိုတအားပြဲနေအောင်စမိုင်းပါလားပြုံးလေးစမိုင်းပါလားเนาะဒီလိုလေးစမိုင်းပါလားဘယ်လိုစမိုင်းမလဲစမိုင်းတဲ့ပုံစံကဒီဘောင်ထဲကမထွက်ဘူးလေအဲ့တော့ကျွန်တော်တို့စဉ်းစားတဲ့ဟာကအဲ့ဒါကိုပြောတာပေါ့နော်ဟို logo designer တယောက်တည်းစဉ်းစားတဲ့ခါမှာနည်းနည်းလေးအချက်တဲလေးတော့ရှိတာပေါ့ဒီလိုနာမည်မျိုးလွယ်တဲ့နာမည်မျိုးလေးပေးလိုက်တဲ့အခါ okay အဲ့တော့ကျွန်တော်တို့ကတကယ် reality project တွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်Okay ဒီနေ့ကတော့ကျွန်တော်တို့ဒီကျွန်တော် logo ဆွဲနေအပြည့်စုံအပိုင်း1အပိုင်း2ဗီဒီယိုတွေကြည့်ထားတဲ့ညီတွေညီမတွေအတွက်နောက်ထပ် example လေးတစ်ခုနဲ့ဘလို့เนาะကျွန်တော်တို့ logo တစ်ခုကဘလို့ direction တွေဥတည်ပြီးတော့စဉ်းစားတာလဲ brand down process တွေကိုဘယ်တွေကဆွဲထုတ်မလဲပြီးရင် beautiful combination ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုနောက်ထပ်ဥပမာလေးပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်သုံးသွားတဲ့ drawing tablet က artist 12 proနော် HP pen မှာထုတ်လုပ်ပါတယ်အဲ့တော့ HP pen ဒီဈေးနှုန်းတွေကိုသိချင်ရင်တော့ HP pen မြန်မာရဲ့ Facebook page မှာကျွန်တော် description ထဲမှာထည့်ပေးထားမယ်အဲ Facebook page မှာသွားမေးပေးပါနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ